妹，哎，拉比大爷，拉比，打啦，亲你回去嘞。妹妹打အောင်နေတဲ့哎，玩打来打打耶，玩打来打，我打你多比打，后面说妹妹低比打。妹妹ပြောရဲမလားပြောတာပေါ့။အော်ဒါနဲ့သားပဲတက်ကလို့ဆက်တက်မှာလေ 妹妹打 RNID ကောလိပ်တက်ချင်တယ် ။ဒီကောင်းတယ်လေသား။ကောင်းတယ်သားတက်ချင်တဲ့တက်ကလို့ဆက်တက်။နော်မမေရအောင်ထားပေးမယ်။အေးဝတ်တယ်လေသားရဲ့။ အမေအမေ ဟေး အမေ ဟေးတာ တာဆောင်မအောင်နဲ့အမေ တာဆောင်ဝင်အောင်နေဟာဂုံလို့ရော ဂုံလုံးကတော့တာအမေရဲ့တဘာသာပဲပါတယ်တာ ဟောတားရဲ့ဂုံလို့ကအရင်မကြည့်ပါဘူးဟိုတာဆောင်ဝင်အောင်နေဆိုရင်ပဲအမေတော်တော်လေးပြောနေပါပြီတားရဲ့နော် အမေပြောရဲဆိုပြီးဘာလို့ငိုနေရလဲ အမေဘာမှမဖြစ်ပါဘူးတားရဲ့ဟိုတာဆောင်ဝင်အောင်နေဆိုလို့နော်ပြောလို့ မောင်မဘလို့ဖြစ်တာလဲပျောက်ချက်သားကောင်းလာပြီလားကျမကြိုးယူသွားပြီပေါ်အောင်မလာတော့ဘူးဘလို့ဖြစ်တာလဲ အစင်မပြေသေးလို့ပါဟဲ့အခုလည်းငါမှပလတ်တာလေးရောင်းစားနေရတာ အေးလေအမအဆင်မပြေတာအမအပိုင်ဘာပြောကျမလည်းဒီမှာကလေးကိုတက်ကတူပို့ရမှာမလို့ပတ်စံလို့လေအဲ့တော့ကျမပတ်စံပြန်ပေးပြီးတော့အမလည်းကလေးနဲ့လှုပ်ရှားနေရတယ်လို့မလို့ကျမလည်းကလေးနဲ့လှုပ်ရှားနေရမိခင်ချင်းချင်းမလို့ကိုချင်းစာပြီးအမကိုကိုညီလိုက်တာလေအတိုးလဲတပြားမှယူတာမဟုတ်ဘူးလေအမရဲ့အခုကျမပတ်စံလို့လေကျမကိုပြန်ပေး ကဲအဲ့ဒါဆိုရင်အစင်ပြေငါဒီလိုလုပ်မယ် ဘလို့လဲ နင်တနေ့ကိုပလတ်တာ50 2000ဝန်းလာဝယ်စားလိုက်လေ ဟမ်တနေ့ကို2000မို့ပလာတာလာစားရမယ်ဟုတ်လားအမစကားကိုဘလို့ပြောတာလဲကျမရှာပတ်စံကိုအကျိုးကိုတစ်လုံးနဲ့ယူရတာလေဘာပလာတာလာစားလဲအမစကားကိုကြည့်ပြီးပြောပါအမရဲ့ ကဲအဲ့လိုအစင်မပြေဘူးဆိုရင်လေညီကြောက်သားတာလှိယူလိုက်တော့အေး ဟမ်တော်တော်လူဘာဝတာပဲရှင့်သားကိုလှိယူတော့အပုတ်ဆက်တွေပဲရမှာပေါ့ကျမပေးတာပတ်စံတစ်လုံးနဲ့ပေးတာလေကျမပတ်စံတစ်လုံးနဲ့ပြန်ပေး လာပါမေမေလူတွေလည်းဝိုင်းကြည့်နေတာတာရှက်လို့ပါလာပါ ကျမလုံးဝမကျေနပ်ဘူးနော်ရှင်ပတ်စံကိုတစ်လုံးနဲ့ပြန်ပေးဖို့တာလောက်ထား ဘာမေမေရဲ့တွားရအောင်ပါ အေးမယ်လူပြောရတာခါနေတော့ဘာဖြစ်နေမှန်းမသိ 我没拿着哎မိမပေါ့သူ့ကိုသူပွဲစားတဲ့ရုပ်ကလေးဗန်းပြပြီးတော့ဘေးနာအကောင်နဲ့လဲဘာလို့ညာလို့နဲ့မလေသားယောက်ျားလေးလူပြောလေးရှိတာမရှက်ဘူးလားမသိဘူး ဟဲ့လူပွဲစားလားအိမ်ပွဲစားလားပြောကြည့်ပါ လူဝဲသားနေမှာပေါ့အေးယောက်ျားတွေတယုံနဲ့ဆိုမှတော့ ပြောနေပါဆိုင်လေ ဟဲ့နေဘာလာမရိုင်းနေတာ ဟဲ့လူကြီးမှမသိဘူးလားမရိုင်းနိုင်လား ဘာလူကြီးလဲခင်ဗျားတို့အသက်ကြီးတော့လူကြီးဖြစ်နေတာအောင်တော့ကပါမလား အမလေး တော့ တော့ ဘူးလားမသိ ဟဲ့မအေးရလဲလင်းတယုံနဲ့အမလေးဒီပေါက်တရထွက်တော့ဒါတော့မရိုင်းမှာပေါ့ ကျက်မှာအယောလူမအမျိုးတဲ့အချို့ကဒီတိုင်းပဲလာတာလာရေးသွားမယ် ဟာငါသားရယ်လေးပဲရှိတော့နော်မိုက်မရိုင်းနဲ့တိရ လာစမ်းပါဟေး မေတာပကန်တဲ့ကောင်ဆေးလို့ပြီးသွားပြီ အော်အေးသားလေးအခုတော့ ဟောလိုက်တာအေးတမီး ကအရင်အ မ ဆိုင် ဟုတ်တယ်နပွဲ အော်ဟုတ်မဟုတ်မဟုတ်ဒီမှာအကျော်ငါဖက်ပါထည့်မလဲ ကောင်းတာထက် ငရုတ်တိရှော့ထည့်ညီမလေးဟုတ်ကဲ့大熊杯吧。အော်မ မလူဟာလေးရှင်ပြောနော် တာဂိတ်တွေအောင်သွားပြီဆိုတော့တာဘာကြောင့်တက်ဖို့စဉ်းစားထားလဲ ဒါဟို RNID ကောလိပ်လေးတက်ချင်တယ်မေဒါမဲ့ဒါမတက်ပါဘူးအမေကိုပဲဒါလေးဝိုင်းရောက်ပြီးတော့ဒါအဝေးတင်မှတက်မယ် အောင်မြတ်ငါမစကိုပိတ်ထားရင် ဟဲ့နင်သားပြောတာမှန်သားပဲအေး तू ပြောတာဘာအိုင်ဒီပါမထားပါနဲ့လားညီသားကိုလေဟိုဘက်ဇက်ထိတ်မှာလေဟာမော်ဒီလဲလဲထားခဲ့ပြီဒီလိုစီးပွားရေးပြေလေတာပေါ့ အမကစကားပြောရလေ ဒီရောကြောက်ကစေတနာနဲ့ပြောတာပါ စေတနာနဲ့မပြောနဲ့မကြိုက်ဘူးဒါကျမရဲ့သားကျမကဈေးတယ်ဆိုရင်ကျမရဲ့သားကိုကျမကဈေးရောင်းခိုင်းဘူးကျမရဲ့သားကိုပြင်ချတက်ဖြစ်စေချင်တာ ဟဲ့စေတနာနဲ့ပြောတာလေ စေတနာနဲ့မပြောနဲ့မကြိုက်ဘူးအလက်ကရက်တကာလှည့်ပြီးအတင်းပြောနေရဟာတွေစံကုန်ပြီးမြေလေတယ်အသက်ကြီးမသိနိုင်ရဟာတွေ နင်မရိုင်းလိုက်လား ဘာလို့သူများရဲ့ကိစ္စဝင်ပါနေရလဲအဲ့ဆိုရင်ကိုမကွာစားသက်ရှိရစားပါလားဘာလို့ဝင်ပါနေရလဲ ဒီကငါစေတနာနဲ့ပြောတာပါအေး စေတနာနဲ့မလို့ချင်ဘူးဒါကျမနဲ့ကျမသားကိစ္စရှင်တော့မစားဘူးလားထွက်သွား မရစား လိုက်တာလေ မစားဘူးလေမရိုင်းရနော်
ရိုင်းနဲ့မစားဘူးညီအောင်စားအောင် 你好，哈，没讲那个。သွားငါဆိုင်ကိုလာပြီးတော့ငါတောင်းလဲစော်ကားသေးတယ်ငါ့ကိုလဲစော်ကားသေးတယ်ကိုအကြောင်းလည်းမပါဘူးငါ你好ငါပြင်ရတဲ့ပြန်ထားမိမယ်သိလား ဟဲ့သေးတာ 哎，马天是တက်လာတော့မလို့အခုပဲ အေးညီမလေးပြောပါကိစ္စကြည့်လို့လေ ။အော်ညီမသားလေးထူးဆက်ကိုသိတယ်မလား သိတာပေါ့ရဲ့ဒီကလေးမသိကြလား ။ဟုတ်တယ်ထူးဆက်ကလေးအခု grade 12ကိုအမရဲ့အမှတ်ကောင်းကောင်းနဲ့အောင်တယ် အဲ အ ဝ မ မ်း ရဲ့ တာလိုက်တာရဲ့နောက်လည်းကြာမဖို့ပြမယ်နော်ဒီမလေး ဟုတ်ကျေးဇူးတင်ပါတယ်အမ။အော်အဲ့ဒါလေးဟိုတတသူတက်ချင်တဲ့တက်ကတူရှိတယ်အမရဲ့။အဲ့ဒါညီမလေးလေးဒီအပိုင်းကိုပတ်စံလေးတွေပေးတာပြန်တောင်းလို့မရလို့လေ။အဲ့ဒါသူတက်ချင်တဲ့အကြောင်းလေးကိုပို့ပေးခြင်းလို့အဲ့ဒါမထေရှိမှာပတ်စံလေးလာချီးမလို့ ဩဒီတာရဲ့မလေးဘယ်လိုပြောရမှမသိဘူးအာနာပါရဲ့ဒီလားအမရဲ့အမျိုးသားပတ်စံမအပ်ဘူးညီမလေးရဲ့နှစ်လရှိပြီပတ်စံနေမှတ်တော့လေအမမလည်းပတ်စံနေနေကြတော့ဒီလိုလုပ်ပါလားညီမလေးနောက်လာကြရင်လေအမချိပေးမယ်နော်အခုလာတော့လေဟိုဟာဖြစ်ညီမလေးရဲ့နော်နောက်လာကြရင်ချိပေးမယ်အခုလာတော့နည်းနည်းလေးသိခံလိုက်ပါအောင်နော်ညီမလေးနော်နော်ညီမလေးနော်မဈေးသွားမလို့တော့ဆက်ရှိလို့နော်ညီမလေးနော်အေး တာဘာအကြောင်းတိုက်ချင်တယ်ပြောအမေကို ကျွန်တော်ကြောင်းမတက်တော့ဘူးအဝေးတင်ယူမှာ ဟဲဘာလို့မတက်ကမှလဲတက်ရမှာပေါ့ မတက်တော့ဘူးလို့အဝေးတင်ယူမှာ ရှမ်းရှင်နဲ့နေတက်ရမယ်ဘာအကြောင်းစဉ်းစားထားလဲပြောငါ့ကို အဲ့ဒါဆိုရင် RID college မှာတက်ချင်တယ် IIT ကောလိပ်ဟလားအေးကောင်းပါတယ်တော်လှုပ်ရှားရှာသွားလုံး မေမေ ဟမ်တာပြော ဟိုတာအဝေးတင်တက်ပြီးအလုံများလုံမလားလို့ ဟာအဝေးတင်တက်မယ် ဟုတ် ဘယ်လိုဖြစ်လို့လဲသားရဲ့ ဘာမှဖြစ်ပါဘူးတာတက်ချင်တဲ့အကြောင်းကမေမေပြင်မှန်းမှာဆိုလို့ တာကလည်းဘာလဲအမေကိုမယုံတာလား မဟုတ်ပါဘူးမေမေ တာကိုမထားပေးနိုင်ဘူးထင်လို့လား မဟုတ်ပါဘူး အဲ့ဆိုတာဘာမှခေါင်းနဲ့ထည့်မနေနဲ့တာလောက်ရမယ့်တောင်းဝင်ကတာရကျင်တဲ့ဘွဲကိုစူးစမ်းပြီးတော့တာအမြင့်ဆုံးကိုရအောင်ပြန်တန်းဖို့ပဲတာကိုရအောင်ထားပေးဖို့ကအမေတောင်းဝင်ပဲလေအဲ့တော့တာဘာမှခေါင်းနဲ့ထည့်မနေနဲ့တာတက်ချင်တဲ့အကြောင်းကိုဒါရအောင်စူးစမ်းပြီးတက်ဟုတ်ပြီလားနော်တော်တာလှုပ်ရှားရှာတော့ อ๋อฮัลโหลအမအော်ညီမမသိတာပါအော်ဟိုအမကိုလေအကူကြီးလေးတစ်ခုလောက်တောင်းညင်လို့ဟိုညီမလေးပတ်စံလေးနည်းနည်းလိုလို့အဲ့ဒါပတ်စံလေးနည်းနည်းလောက်လှည့်လို့ရမလားလို့လေတော်လေးမျိုးလိုရည်ဆိုကျွန်တော်လည်းတိုက်တယ်။နောက်မကြောက်ပါဘူး။အတေးသဘောကျတယ်သဘောကျ။ဒီတက်ခင်းသဘောကျ။ နော်တိုက်တယ်လိုက်တယ်ခံလေ အမေဒါဘာလုပ်နေရလဲ ဟဲ့ဘာလောက်ရမှာလဲငါဒီမှာလှုပ်နေရလဲမပြေဘူးလား အမေလှုပ်တယ်ဆိုတာယောက်ျားနဲ့တင်းအောင်လှုပ်နေရလား ဟာနိပစပတ်ကိုပိတ်ထားတော့ဒီငါ့ကိုလောက်စော်ကားနေရလားဟမ် ကျွန်တော်မြင်တဲ့အတိုင်းပြောတာရက်ကွက်ထဲမှာဘာကြီးပြောနေလဲသိလားပွဲသားလို့လူပွဲသားလို့နေတဲ့ကျွန်တော်ရှက်တယ်အမေက ဘာလဲကွာဒီကနေ့ဘာလာပြောနေရလဲ မဟုတ်ပါကွယ်ညီမတောင်းမှမဟုတ်ပါ မင်းတို့လည်းလှုပ်တော့ကွာအိမ်လည်းမငားတော့ဘူး အဲ့လိုမဟုတ်ပါဘူးပြောလို့စမ်း ဟာကိုဟဲ့你ငါ့ကိုလာစော်ကားနေတာပဲလာနင်ကအိမ်ရောက်မှတွေ့မယ်ကိုမတော်ရင်မလိုက်ရနဲ့နော်လာခဲ့နင်လာခဲ့စော်တာနင်ကဘာစော်ကားလဲပြောလေ ကျွန်တော်အမေကိုစော်ကားနေတာမဟုတ်ဘူးအမှန်တမ်းကိုပြောနေတာအမေကိုရက်ကွက်ထဲမှာဘယ်လိုပြောနေကြလဲသိလား
အမေကလူပွဲစားတယ်ကိုရောင်းစားနေတာရက်ကွက်တရားကိုမေးသွေးဆိုတဲ့လူကြီးနဲ့အမေနဲ့တိတ်တိတ်ပေါဖောက်ပြန်နေတာတဲ့ ဟုတ်တော့ငါတို့လောက်နေရတယ်အကုန်လုံးနေတော့ဘယ်ကလောက်နေတာ မလောက်ရမေးတာမလောက်နဲ့ 你这现在教对呀，我找人家去做啥给你啊？你哪里人了？哎，你让你爱了，你可没看到你啊？你让人说开家庭哦，你让人打家庭，啊！你别两个没进去，我全打你了。Hello အော်ဟုတ်ကျမတန်တာပါအော်ဟုတ်အမအင်္ဂလိပ်ကြည့်ချင်လို့လားအော်ဟုတ်ရပါတယ်မကျမမှာတိုက်ခန်းနေအများကြီးရှိပါတယ်မဘယ်တော့လောက်ပြပေးရမလဲအော်အခုကြည့်ချင်တာလားဟုတ်ကဲ့အားဆိုကျမအခုလာပြလိုက်မယ်နော် လူသား ဘာလဲ ရေဘိုးထားလာပေးတယ် ဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူးတော့ ဟဲ့လေးကပြောတယ်ရေဘိုးပေးတော့ငါပြောတယ် မပေးနိုင်ဘူးကိုအောင်ကြီးရှင့်ကိုကျွန်မတိုင်မြင်စရာရှိရယ် ဘာတိုင်းမှာလဲ ကျွန်မတို့သားလေးစောင်းဝဲအောင်နေဟိုအဲ့ဒါသားတက်ချင်တာ IT ဆိုလားဟိုကျူ I ဆိုလားပဲအဲ့ကောလေးတက်ချင်တယ်တဲ့ အဲ့ငါဘာလို့ရမှာလဲဟမ်ငါဘာလို့ရမှာလဲ အော်ရှင့်အဲ့စကားမပြောနဲ့နော်ရှင့်လူဝမ်းမွားနဲ့ရှင့်လည်းကျွန်မနဲ့မွေးထားတဲ့ကလေးလေးရှင့်မလည်းတောင်းဝင်ရှိရလေ ဟဲ့စံမွေးအောင်နေဟာဈေးတကာဈေးရောက်လိုက်ပေါ့ဘာဖြစ်လို့လဲ ဘာလို့ဈေးတယ်မှာသားဈေးရောက်မှာလဲဈေးတယ်မှာသားဖြစ်လိုက်ဈေးရောက်ခိုင်းကြလားဟမ်ကျမတောင်းပညာတစ်ပြအောင်ထားမှာတော့ရှင့်လိုမျိုးရတနာဖြစ်မခံနိုင်ဘူး ဈေးတကာဈေးပြီးအောင်လေဘယ်သူကပြောလဲရေးတဲ့ဖတ်တဲ့တော်ပြီပေါ့ပေါင်းတဲ့နှုတ်တဲ့ရပြီလေဟာငါနန်းကြီးတယ်ဟာငါနန်းကြီးပေးတာရှင်တော့ပေးသားမှာ ပေးနိုင်ရှင့်နော်ကျမအရင်တော့လို့တူတာမဟုတ်ဘူးနော် ဘာသူသာဖြစ်သွားပြီလေ ရှင့်လောက်သမားကိုခံနေမှတူတာမဟုတ်ဘူး ငါတောက်လာတော့လေငါ တော့သမီးချင်းနော်ခံမှာမဟုတ်ဘူးရှင့် ဒီကောင်ကငါတောက်လာတော့ဟာ အမေလွယ်လို့ပြစ်စမ်းပါလားထိတ်ရရင်ချစ်ကြည့်လိုက်စမ်းပါဦးချစ်ကြည့်လိုက်မလေလာစမ်းပါဟင်းနဲ့ဟိုင်းပိုက်လိုက်လိုက်သွားနေ ကြပါနေတော့အမေတို့ အေးမင်းလည်းကြက်တည်းဒါစံမွေးအောင်ဘာအောင်ဈေးရောက်မယ်ဈေးသားသမီးကဈေးရောက်မှာနားတယ်လားရ ရှင်သားဘာမှပြောစရာမလိုရှင်သားသွားအလက်ကတရားကိုတရားစင်ရောင်းကိုပါရှောက်ပြီးတော့တောက်စားမှုရင်နေရအကောင်ဟမ်အဆက်မရှိဘူးပတ်စံမလိုက်တောင်းနေ စိတ်လျှော့ပါတော့မေရနော်စိတ်လျှော့ပါမေ တာလည်းဘာမှတိတ်ငယ်မနေနဲ့ဘာမှလည်းစိတ်အားငယ်မနေနဲ့နော် ဟုတ်ကဲ့မေ တားဖေတာဝန်မြူနိုင်လဲတားအောင်အမေတာဝန်ယူမယ်သိလားနော်တားတက်ချင်တဲ့အကြောင်းကိုလေအမေကောင်းကောင်းထားပေးနိုင်တယ်သိလားနော်တားနော် ဟုတ်ကဲ့ ဘာခလေးတို့ចောင်းစိတ်လို့ဟုတ်လား ဟုတ်တယ်ခလေးအတွက်လို့ကျမမာနာကိုခဝါချဗီဒီယိုလာခဲ့တာအနိတာနဲ့ကွဲပြီးတဲ့ကအန်နီတို့ဘက်ကပေးမယ်ဆိုရင်တော့မှဘယ်နှခါခလေးစိတ်ကောမရားစိတ်ကောကျမယူခဲ့ဘူးလို့လေ ဟုတ်ပါတယ်အဲ့ဒါဆိုလေဘာလို့လာယူနေသေးလဲ ခလေးအတွက်လို့ပြောပြီးသားလေပြီးတော့ဒီပတ်စံလည်းကျမအန်နီရှာတောင်းတာမဟုတ်ဘူးကျမခဏလှဲ့တာကျမပတ်စံနေလက်လွန်နေလို့ကျမပတ်စံနေရတာနဲ့အန်နီကိုအကုန်ပြန်ဆက်မှာပြီးတော့လေဒီကလေးကအန်နီတို့ရဲ့သွေးသားဖြစ်နေလို့အန်နီမှလည်းတာဝန်ရှိတယ်ထင်လို့ကျမလာခဲ့တာ အေးပေးမယ်ဒါပေမဲ့ငါတခုထပ်ပြောမယ်ငါသားကိုလုံးဝဖုံးဆက်နဲ့နော် စိတ်ချပါကျမကလည်းအဲ့လိုတစ္ဆာမရှိတဲ့အောက်တန်းစားကောင်ဘယ်တော့မှဖုံးမဆက်ဘူး အဲ့ဒါဆိုလေပြီးတာပဲအေးပတ်စံပို့ပေးမယ်နံပါတ်ပို့လိုက် ကျေးဇူးတင်ပါတယ် အဖေကျွန်မအဖေဝယ်ခိုင်းနေတယ် ဟေး ကိုအောင်ကြီးရှင်းတာဘာလောက်တာလဲပေးတဲ့ရထုတ်အလက်ကဖေ တမောင်းတာလေ ရှင်းမမြင်ဘူးလားဟမ်ရှင်းကဘာလို့ကျမတော့ရက်ဝက်ခိုင်းရတာလဲ ငါသားငါရဲကိုခိုင်းတယ်ဘာဖြစ်လဲပြောစမ်း ဘာဖြစ်ကြမှာလဲမိုးဝဲခိုင်းတဲ့ကျမသားကိုရှင်းတော့ရတနာဖြစ်မခံနိုင်ဘူးရှင်း က
ဒါငါသားလေ အော် တော့ငါဝယ် ရှင်းသားလို့ပြောနေရအောင်ရှင်းအောင်သားသမီးတောင်ဝင်ဘလောက်ပြချူနေထားလို့ဟမ်ကျမသားကိုကျမကြောင်းထားဖို့ကျမရဲ့ချွေးနေစာနဲ့မလောက်တဲ့ပြင်ဟမ်နေမှာရှိရဲ့ကျမမိဘလေးစီကနေကျမလက်ထက်ပြီးတောင်းနေရတယ်ရှင်းပြမအတုံးကြလေဘာမှအကုန်းနေရလေသားအတွက် ငါ့ကိုလမ်းလဲတော့လားအဆက်ခွဲနေရလား အဆက်ခွဲပါလေဘာဖြစ်လဲရှင်းရ ငါတော့လို့ လောက်လက်ဆက်မှာလောက်လက်ဆက်မှာရှင်းမထားနော်ရှင်းကျမသားကိုဘယ်တော့ရုံမခိုင်းနဲ့ ဟဲ့ခေါ်တော့မင်း လက်ကား သွားလား RID college ဟုတ်လား ဟုတ်တယ်ကိုဒါလေးကလေအဲ့ကြောင်တက်ချင်တယ်အားဒါမဲ့ကိုရဲ့ကိုတည့်ရဲ့အတိုင်းပဲညီမလေးမှာအိမ်လာကစီတည်းရလေပေးရတည်းရလေနောက်ပြီးတော့ဟိုအဲ့ဒီစီတည်းကိုညီမလေးမတက်နိုင်တော့ညီမလေးအလုပ်တစ်ခုလောက်ထပ်ပြီးလုံးမဖြစ်မှာအကို ဟောအလုပ်တော့မလုပ်ပါနဲ့တကယ်လို့အလုပ်တစ်လုပ်ချင်တယ်ဆိုရင်အကိုအရင်ကြီးထုတ်ပေးမယ်ကုံစုံလိုက်တဲ့ဆိုင်ဖွင့်ပြီးတော့သားလေးကြောင်းတက်ဖို့ကိစ္စလဲကိုကငွေထုတ်ပေးမယ်သိလားပြန်မပေးနဲ့ဘာမှဖြစ်ဘူး အကိုရဲ့အားနာစရာကြီး ဟောဖြစ်တာပဲနင်ကငါ့ရဲ့ညမပဲလေသိလားနင်အခုယောက်ျားဆုံးပြီတဲ့ငါညီနဲ့နင်ကိုပေးစားတာပဲလေဒါပေမဲ့နင်ကနင်သားလေးကိုတယောက်တည်းပြုစုစောင့်ရှောက်ရှင်နေနောက်တော့ကနင်သားလေးမှာပထမမရှိစင်လို့အချက်ရောငါညီနဲ့နင်မပေးစားခဲ့ဘူးအခုလိုခက်ခဲတဲ့ကာလမှာတော့အကူကကူညီပေးခြင်းတယ်နော်အဲ့အကူညီကိုလည်းမငင်းနဲ့ဟုတ်ပြီလား ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ် ကြပါတယ်နော်ဟုတ်နင်ကငါ့ရဲ့ညီမလေးလိုပဲအဲ့တော့သားလေးကိုအခုပေးတဲ့အရင်းကြီးနဲ့ပဲចောင်းသေးချထားသားလေးကိုပြင်ရတဲ့ပြင်အောင်ပြုစုစောင့်ရှောက်ဟုတ်ပြီလား ညီမလေးတို့စီမျိုးမရှိရတူအခုလိုမျိုးအခုတည်းကလို့ဆောက်ရှောက်ပေးရတဲ့တကယ်ကျေးဇူးတင်ပါတယ်အကိုရဲ့ ရပါတယ်ကလေးဆိုတာဒီလိုပဲမှားတတ်ပါတယ်ချင်းညသူကတဖြည်းနားလေလာလိမ့်မယ်နော်အဲ့ဒါကောင်းလည်းမထင်ဘူးနော် ဒါလေးကလေအကိုနဲ့ညီမအပေါ်မှာအထင်လွဲရတဲ့အတွက်လဲဒါလေးကိုစားညီမလေးတောင်းမှတ်ပါတယ်နော်အကို ရပါတယ်နော် ဟုတ် ဟုတ်ပြီလား ဟုတ်ကဲ့ပါအကိုကျေးဇူးတင်ပါတယ်နော် ပါရပါရနော် အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာနာမည်ကတော့ပြေဖြိုးပါ ဆရာနာမည်ကတော့ဖုံးမြတ်ပါ ဆရာမတော့အိမ်ဘူးပါဆရာမတော့မမေ့စင်ပါ ဆရာနာမည်ကတော့ဆရာလေးပါ ဟုတ်ပြီဒါတို့သမီးတို့က grade 12ကိုအခုအောင်မြင်ခဲ့တယ်အောင်မြင်ခဲ့ပြီးတော့ဒါတို့သမီးတို့တွေအားလုံးက ID ပညာရပ်ကိုဝါသနာပါတဲ့တင်ယူခြင်းနဲ့လေ့လာခြင်းတာဖြစ်တဲ့အတွက်ဆရာတို့ကျောင်းကိုရောက်တာပေါ့နော်ဒီဆရာတို့ရဲ့ ID college ကိုဒါတို့သမီးတို့ရောက်ခဲ့တယ်အဲ့လိုရောက်ခဲ့တဲ့အချိန်မှာလည်းပဲဒါတို့သမီးတို့ပေါ်မှာဆရာဆရာမတို့တွေအကုန်လုံးက ID နည်းပညာနဲ့ပတ်သက်တဲ့အရာတွေကိုဆရာတို့ကဆရာသားမချန်အကုန်လုံးသင်ပေးမယ်နော်အဲ့တော့တားတဲ့သမီးတို့ဘက်ကလည်းပဲဘာလုပ်ပေးရမလဲဆိုရင်ဆရာတို့ကိုတားတဲ့သမီးတို့က ID နည်းပညာပိုင်းတွေကိုလေ့လာရမယ်သင်ကြားရမယ်စီးပူးရမယ်စူးစမ်းပေးရမယ်ဟုတ်ပြီလားနော်ဂရီပေးနိုင်လားပေးနိုင်ပါတယ်ဟုတ်ပြီတားတို့သမီးတို့အားလုံးကနေရာဒေတာအတီးတီးရွယ်ချက်အတီးတီးနဲ့တားတို့သမီးတို့ဒီကိုရောက်ခဲ့တာနော် ID ဘိုင်းကိုစိတ်ဝင်စားတဲ့ဆိုကြတဲ့ကတားတို့သမီးတို့မှာရည်ရွယ်ချက်တွေပန်းနိုင်နေဆိုတာရှိတယ်သူများတဲ့မတူတဲ့ရွေးချက်ပန်းနိုင်နေရှိလို့ဒီကိုရောက်ခဲ့တာပေါ့နော်အဲကြောင့်ဆရာတို့ဘက်ကတင်ကြားတဲ့အပိုင်းမှာလည်းပဲအကောင်းဆုံးဒါတို့တင်ကြားပေးမယ်တပည့်တို့အနေနဲ့လည်းပဲအကောင်းဆုံးတင်ကြားမှုကိုလိုက်နိုင်ရမယ်โอเคဟုတ်ပြီဆရာတို့ကမိတ်ဆက်ပြီးပြီဆိုတော့ဒါတို့သမီးတို့အတွက်ကိုဒီဆရာဆရာမ9ယောက်ကတော့ပေါ့နော်ဒီနေ့အတွက်ကိုဒါတို့သမီးတို့တင်ကြားပေးမယ်ဆရာဆရာမတွေဖြစ်တယ်ဆရာတို့ဘက်ကနာမည်တွေနဲ့မိတ်ဆက်ပြီးပြီဆိုတော့တယောက်ချင်းဒီโอเคမိတ်ဆက်ပေးဒါရင်ထားပြအဲ့ဒီပညာရေးကိုကျွေးချယ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်က FBI မှုရင်းဌာနတွေမှာသူတို့ရဲ့နောက်ွယ်ကနေ sporting ပေးရတဲ့လူအဖြစ် cyber security position နဲ့ကျွန်တော်ကအဓိကလောက်ကိုင်နေတာပါIID college ကိုရွေးချယ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်ရှောင်းမဲ့လမ်းတွေသူကအနောက်ကနေ sporting ပေးနိုင်တယ်အဲ့ဒါမျိုးကျွန်တော်ကဒီ IID college ကိုရွေးချယ်ခဲ့ရဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ကလင်းပင်ဖေထက်ပါဟာလင်းပင်ဖေထက်လင်းပင်ဖေထက်လင်းပင်ဖေထက်နာမည်အော်လို့ပါတယ်လင်းပင်ဖေထက်ပါလင်းပင် LIMPIN FA1 HE ဟုတ်ပါပြီကဲဟုတ်ပြီနောက်ဟန်လာပါကျွန်တော်ကျောင်းလာတဲ့ရည်ရွယ်ချက်ကတော့ NDP ဖီလို့ကျွန်တော်ပါဒီကျောင်းကမြန်မာနိုင်ငံမှာအောင်ကြအကောင်းဆုံးကျောင်းဖြစ်တဲ့အတွက်ဒီကျောင်းကိုရွေးချယ်ခဲ့ပါမင်္ဂလာပါရှင်တမီးနာမည်ကတော့မျိုးမြတ်သူစားဖြစ်ပါတယ်ဂျပန်နာမည်ကတော့ယူရီကာလို့ခေါ်ပါတယ်အော်ဂျပန်နာမည်ပါရှိရလားသမီးကဩဂျပန်ဖူဂျီတောင်မှာတက်ချင်တာပေါ့ဖူဂျီတောင်တက်ချင်တာဖူဂျီတောင်တက်ချင်လို့ ID ကိုလာတက်တာဒီကဂျပန်သွားချင်တာဒီကဂျပန်သွားတယ်ဗာနဲ့ပဲသွား ID နဲ့ဂျပန်နဲ့ပဲအားကြောင့်လို့ ID မှာလည်းနည်းနည်းစိတ်ဝင်စားရလဲပါတယ်အားကြောင့် ID တင်တဲ့ကိုလာတက်ရတဲ့အကြောင်းရတော့ကျွန်တော် Facebook ကိုတီထောင်နဲ့မတ်ဇူကာဘက်လို့ဒီနေ့ဖြစ်ရမယ်လို့ယုံကြည်ခြင်းနဲ့လာတက်တာဖြစ်ပါတယ်ကဲတောင်းတော့သမီးတို့မရှိနဲ့
ဆရာတို့ဒီ IID ကျောင်းကနေပြီးတော့ Facebook မှာ inservice ဖြစ်နေတဲ့ကျောင်းသားတစ်ယောက်လည်းရှိတယ်အဲ့တော့ဆရာတို့မပြောတော့ပါဘူးကဲတာဆက်ပြောပါ ကျွန်တော်ဒီနေ့မက်ဇူကာဘက်လို့ပြရမယ်လို့ယုံကြည်ပါတယ်ကိုပိုင် software လေးတည်ထောင်ပြီးတော့ကျွန်တော်အဖွားကိုလှုပ်ကြွေးခြင်းခဲ့ပါ ခက်တီတီနေတဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အကြောင်းလေးနဲ့ပြောပြချင်ပါတယ်ကျွန်တော်ကတော့တခြားကျောင်းသားကျောင်းသူတွေလိုမျိုးချမ်းသာတဲ့အတိုင်းဝိုင်းနေစင်သက်လာတဲ့ကျောင်းသားတယောက်တော့မဟုတ်ပါဘူးကျွန်တော်ငယ်စဉ်ရွယ်ကလေးကအဖေကစုံသွားပြီးတော့အမေတစ်ခုသားတစ်ခုနဲ့ကျွန်တော်တို့ဘဝကိုရုန်းကန်လာတာအဲ့လိုဖြစ်တဲ့အတွက်အမေကကျွန်တော်ကိုပွဲစားလုံးနဲ့ငယ်စဉ်ကလေးကရက်တီပြီးရှာကျွေးခဲ့မှာပွဲစားလုံးဖြစ်တဲ့အတွက်ရက်ွက်တွေကလူတွေကတော့အမေကိုအမျိုးမျိုးဝေဖန်ပြောဆိုတယ်ကြားခဲ့ရပါအမေကိုလူပွဲစားလူကိုချပြပြီးရောင်းစားနေကျွန်တော်အမေကိုဒေါသထွက်ပြီးတော့အနေငယ်တော့ရှက်မိပါတယ်ဒါပေမဲ့အမေကအဲ့လိုမဟုတ်ခဲ့ပါဘူးငယ်ကလေးကနေပြီးတော့ကျွန်တော်အတွက်ငါသားလေးအတွက်ဆိုပြီးတော့ပဲစူးစမ်းပြီးရှာဝေခဲ့တာကျွန်တော်နဲ့အမေနဲ့ဒီလိုဖြစ်တော့အိမ်မှာပြဿနာအများကြီးဖြစ်ခဲ့ကြပါကျွန်တော်ပေါ့အမေဒီလောက်လှုပ်ပေးရတော့မှကျွန်တော်အမေပေါ်အထင်လွဲမိခဲ့ကျွန်တော်ကလိမ်မာရဲ့သားတယောက်တော့မဟုတ်ပါဒါပေမဲ့ကျွန်တော်ဖြည့်ချင်တဲ့အရာတွေအားလုံးအမေရအောင်ဖြည့်ဆည်းပေးအခုတော့အမေကုန်းဆောင်ဆိုင်လေးဖွင့်ပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့ IID college ကိုရအောင်ပို့ပေးတယ်ကျွန်တော်အရန်ဖြစ်ချင်တဲ့ IT ပညာရှင်တယောက်ကိုသူဖြစ်အောင်လုပ်ပေးဖို့သူ့မှာစံနှိုက်ပြေဝနေခဲ့ကျွန်တော်ကငယ်စဉ်ကဆင်းရဲပါတယ်အဲ့ကြောင့်ကျွန်တော်ချမ်းသာခြင်းကျွန်တော်ဒီเจ้าမှာလည်းစကားအသိမပြောပြခိုင်းလဲတောင်းမှမှာကျွန်တော်ရဲ့ lifestyle ကဒီလိုပဲဖြစ်နေလို့ အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထူးဆအောင်ဖြစ်ပါတယ်ကျွန်တော်ကတောင်ကလာပါနေပြီးလာရောက်တက်ရောက်တာပါကျွန်တော်ရဲ့ရည်ရွယ်ချက်က IT ပညာရပ်ဟာ work from home လုပ်လို့ရတယ်ဆိုလို့အလုပ်လုပ်ချင်လို့ပါကျွန်တော်ကအမေတစ်ခုသားတစ်ခုဖြစ်တာမို့အမေနားမှာနေပြီးအလုပ်လုပ်ချင်လို့ပါအမေကိုစိတ်မချရလေပါတာပေါ့ကျွန်တော်က broken family ရပါကျွန်တော်ရဲ့အဖေကကျွန်တော်ငယ်ငယ်လေးထဲကနောက်အိမ်ဆောင်ပြုတ်သွားပါကျွန်တော်ဒီကြောင်တက်ရဖို့ကျွန်တော်ရဲ့အမေကပြပြမမနဲ့ရုံးကန်လှုပ်ရှားတယ်အလုပ်တွေအများကြီးလုပ်ရတယ်နောက်ဆုံးအတိရရှာငွေလိုက်ချီရတာမရခဲ့ပါဘူးနောက်ဆုံးမရတော့တဲ့ဆိုမှကျွန်တော်တို့ငငယ်လေးထဲပြစ်သွားတဲ့ကျွန်တော်တို့အဖွားကျွန်တော်အဖေရဲ့အမေသူ့စီမှာအကူအညီတောင်းခဲ့တယ်အဲ့ဒီပတ်စံနဲ့ကျွန်တော်ဒီကိုလာရောက်ပြီးတက်ရောက်ရတာပါအဲ့ဒါကြောင့်ကျွန်တော်အမိနားမှာနေပြီးကျွန်တော်အလုပ်လုပ်သွားချင်တာကျွန်တော်ဒီကျောင်းကိုဘာလို့ရွေးချယ်ခဲ့ရလဲဆိုလို့ရှိရင်ဒီကျောင်းကအောင်ချက်အများကြီးကောင်းတယ်လို့ကျွန်တော် Facebook မှာလည်းတွေ့လို့ပါကျွန်တော်ဒီမှာလာရောက်တက်ဖြစ်တာပါအဲ့ဒါဆရာမဘရောခေါ်လိုက်မယ်နော်မောင်ရဲလင်းထွန်းမောင်အောင်ကောင်းခန့်မမျိုးမြတ်သူစားမသိညံတို့မောင်ကျော်မင်းခန့်ပါပါဗျာโอเคပါမောင်ထူးဆန်းအောင်ဒီနေ့မလာဘူးလားဆရာမထူးဆန်းအောင်ဆရာမရှိရောခွင့်တိုင်ပြီလားမတိုင်ထားဘူးကဲတားလို့သမီးတို့ကိုဆရာမပြောပြမယ်နော်ဆရာမတို့အကြောင်းကတစ်လအတွင်းမှာကျောင်းတက်ရက်85ရာခိုင်နှုန်းမပြည့်ဘူးဆိုလို့ရှိရင်တော့ဆရာမတို့ပထမဦးဆုံးအနေနဲ့မိဘတွေရှိကိုစာပို့မယ်အကယ်၍ခွင့်နိုင်မယ်ဆိုလို့ရှိရင်လည်းဆရာမတို့အကြောင်းရဲ့ဖုန်းနံပါတ်ကိုတည်တည်ချာချာကြိုးကြောင်းစီလို့အောင်လို့ဆရာမတို့ရှိဖုန်းဆက်ခွင့်လိုင်းတိုင်ပေးရမယ်ဒီချက်မှာခွင့်ပြည့်ရများတယ်ဆိုလို့ရှိရင်တော့ဆရာမတို့မိဘတွေကိုအကြောင်းကိုခေါ်ပြီးတော့ဆရာမတို့ဆွေးနွေးမယ်နော်အဲ့တော့ဆရာသားတို့သမီးတို့အနေနဲ့ဆရာမတို့ရှိကိုအကြောင်းပြတ်မယ်ဆိုလို့ရှိရင်တည်တည်ချာချာလေးအကြောင်းရဲ့ဖုန်းကိုခွင့်လန်းတိုင်ပြီနော်အဲ့တော့ဆရာမ record ဆက်ခေါ်မယ်အတိုးနိုင်ရှိပါတယ်ဗျာဟုတ်ပြီမောင်ဖြိုးခန့်အောင်ဟုတ်ပြီမောင်အန်ထူးလင်ရှိပါတယ်ဗျာ ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဆရာမတင်ပြီးသွားမယ့်ဘာသာရပ်က Business Strategy Management ခေါင်းစဉ်အောက်က SWOT Analysis ကိုပြောပြပြီးသွားမှာဖြစ်ပါတယ်စာမျက်နှာက60ခွန်ကျွန်တော်က
ကျောင်းတက်တာပြင်းလာပြီကွာဒီနေ့တော့ခင်းဆိုင်လက်ကောင် ကြည့်လေလို့အောင်ကြောင်းတဲ့ဒီညားနေပြီ တစ်ခါတလေပါကွာဘာမှမဖြစ်ဘူး တော့ကွာဘောပဲ ဟဲ့အောင်မလိုက်ပါလား ငါမလိုက်တော့ဘူးလေ ဘာမှမလိုက်တာတော့ဒါအခေ ရှင်းတစ်ခေါက်ကလည်းပြတ်ထားတာငါမေကိုတနာလာပြီ လိုက်ခဲ့တယ်မှာသားကြီးငါတို့အတူတူဘောကွာမင်းရလေ โอเคလိုက်ခဲ့မယ်လေနော်ဩအမေဖုန်းကလည်းလဲထားတာဆိုတော့ဆရာမကြီးဖုန်းဆက်လို့ရှိရင်အမေစီကိုဝင်မှာမဟုတ်ဘူးဒါပေမဲ့ငါကောင်မလေးနဲ့လည်းချိန်ထားတာဆိုတော့ငါကောင်မလေးရှိကိုအရင်သွားလိုက်မယ်ဒါပေမဲ့အမေသိရင်တော့တတ်မှာ မင်းကောင်မလေးစီသွားမယ်ဆိုမြန်သွားဟဲ့အောင်မင်းလိုက်ပါမလား အမေကိုကြောက်တယ်ကွာပြီးတော့ငါဂိမ်းလည်းမစော့တတ်ဘူး ဂိမ်းမစော့တဲ့မှာမပူနဲ့ဟဲ့အောင်ငါသင်ပေးမယ် ဘာမှမဖြစ်ဘူးရွှေရှောင်ပဲလိုက်ခဲ့စမ်းပါ ဟဲ့အောင်လာကြာဟိုဆရာမတို့ဆရာတို့လာတဲ့ကိစ္စလေးဟာ ထူးဆန်းအောင်လေးကြောင်းမလာကြလို့ကျမတို့လိုက်လာရတာပါအမ တသားကြောင်းမလားဟုတ် ဟုတ်ကဲ့သူကြောင်းမလာတာဒီနေ့နဲ့ဆို3ရက်တောင်ရှိပြီရှင်ရှေ့တစ်ခေါက်ကတော့နေမကောင်းလို့ဆိုပြီးတော့ပြတ်တယ်အခုတစ်ခေါက်ကရက်ကြနေပြီဆိုတော့ကျမတို့အိမ်ကိုလိုက်လာခဲ့တာပါဟိုဆရာမတို့ရဲ့မနက်ခင်းဆိုရင်တော့ကြောင်းသွားမယ်ဆိုပြီးထွက်သွားတာပဲဟိုဘလို့ဖြစ်လို့ကြောင်းမရောက်တာလဲမသိဘူးကျမစိတ်ပူလိုက်တာဆရာမရဲ့ ကျွန်တော်တို့အမောက်ဖုန်းဆက်ပါနေတယ်အဲ့ဒါဆက်တယ်လို့မရအောင်ဖြစ်နေတာ အော်ဟုတ်တယ်ကျမဖုန်းကလေဟိုဖုန်းပြောင်းလိုက်လို့နံပါတ်တွေခေါ်လို့မရတော့ဘူးဖြစ်သွားတာဆရာရဲ့ သူကြောင်းမလာလဲတော်တော်ကြာပြီဆိုတော့ကျမတို့လည်းအရန်စိတ်ပူကနေအင်ထိလိုက်လာရတာအမ ကျမတို့ကလည်းအာရင်ចောင်းသားတယောက်ဒီလိုမျိုးရက်အကြာကြီးចောင်းပြတ်တာဆိုတော့စိတ်ပူလို့အိမ်ထိလိုက်လာခဲ့တာပါ အခုလိုမျိုးလေးဟိုအိမ်ထိလာပြောပြတာဆရာဟောဆရာမနှစ်အောင်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဟိုတတပြန်လာလို့ရှိရင်လေကျမတေချာမေးပြီးတော့မနေ့ပြန်ကြရင်သူ့လက်ကိုဆွဲပြီးတော့ကျမကိုယ်တိုင်ចောင်းကိုလာပို့ပါမယ်ဆရာမရဲ့နော် ရပါတယ်ဗျာကျောင်းသားကျောင်းသူတွေကိုစောင့်ရှောက်ဖို့တာဝန်ကကျွန်တော်တို့ဆရာဆရာမရဲ့တာဝန်ပါကဲအဲ့ဆိုကျွန်တော်တို့ခွင့်ပြုပါ ဟုတ်ကဲ့ပါဆရာ ဟုတ်ခွင့်ပြုပါ ခွင့်ပြုပါအောင်အမ လာဟမ်လူကြည့်တော့နိုးနန်းအောင်မစင်သေးဘူးရီးစားနဲ့ချိန်တွေ့ရတယ်လေနင့်ကငါတော်တော်လှုပ်ချင်တယ်တီချာဒီမှာမနေ့ကလေတီချာတို့ကျမတို့ပြောတယ်လေကြောင်းမလာဘူးဆိုတာလေရီးစားနဲ့သွားချိန်တွေ့နေတာတဲ့ဒင်းကလေသိလားကျမလေသူ့ကိုတော်တော်သေးရတာတီချာရဲ့သိလားဟမ်နင်ပြောတော့ငါ့ကိုနင်လှုပ်ကြွေးမယ်ဆိုဟမ်သူ့အတီဆုံးတီချာရဲ့နင့်အတီเจ้าကိုထားဖို့တဲ့နင့်ဖွားရှိမှာငါမနာကိုဘလို့ခဝါကြပြီးတော့ငါတောင်းတာလေဒီဘက်ဆန်ကိုကျမဘောသားတော့လုံးလို့ပါတီချာရဲ့သိလားနော်အဲ့တီချာဒီတစ်ခေါက်ထပ်ဖြစ်တယ်ဆိုရင်လေကျမကိုထပ်ပြောပါသိလားကျမသူ့ကိုတေချာအပ်ခဲ့ပါတယ်နော်တီချာနော်နင်ကြက်ကြက်သတိထားနော်ဒီကနောက်ဆုံးပြစ်ပလိုက်စေနော်ကြားလားထားခဲ့ပြီနော် ဆောင်းကြောင်းမင်းသား ဟုတ်ဆရာ မင်းဖွားပါမလဲ ဘွာဆရာနေမကောင်းလို့မလိုက်နိုင်ဘူးဆရာ မင်းကွာကိုဖွားနေမကောင်းတဲ့ကိစ္စကိုဘာဖြစ်လို့ကြောင်းပြရတာလဲဟမ်မင်းတို့၄ယောက်စလုံးတော့ကြက်ကြက်တတိထားလာငါနဲ့ရုံးခန်းနဲ့လိုက်ခဲ့ ဟုတ်ဆရာ နေရကြောင်းပြေးရတယ်ဟုတ်လားဟမ်ငါပင်မဈေးရောက်ပြီးတော့နင့်ကိုကြောင်းထားရတာဟမ်နင့်ဖေကဘာများအသုံးကြလဲငါတယောက်တည်းရုံးကြရတာနင်ဒါတော့မသိဘူးလားနင်ကကြောင်းပြေးရတာနင်ကလက်ချက်လားသိရတော့နင် အမဘာဖြစ်လို့လဲမရဲ့ ဆရာကကြောင်းကဖုံးဆက်လို့လေမဒင်းကြောင်းပြေးတယ်ဆိုလို့ကျွန်မကြောင်းလိုက်ပို့တာ ဟုတ်ပါပြီမရဲ့စိတ်လျှော့ပါကျွန်တော်ခလေးကိုရုံခန်းခေါ်ပါလိုက်မယ်နော်လာအမလည်းရုံခန်းလိုက်ခဲ့လားဟာလားလာမလား တားရဲ့ဘာလို့ကြောင်းပြေးရလဲဟုတ်ခါကျအဲ့လိုမလုပ်နဲ့တော့ကြားလား အေးလေကွာငါတူတာအခုကြောင်းပြေးတာဘယ်ကောင်းမလဲကွာကြောင်းအခုဖုံးဆက်ပြီးလမ်းတိုင်နေတာမကောင်းနောက်ကကြောင်းမပြေးရနော်ကြားလားငါညီမထားရတော့ပြောမနေလားရုံခန်းနဲ့ရုံခန်းဝင်ရနော်ဟောဆရာမ တတို့နင်မိဘတွေကိုတော်တော်ဒုက္ခပေးပါလားနင်ကြောင်းပြင်းနေတာ3ရက်ဆက်တိုက်ရှိပြီနော်နင်တို့4ယောက်လုံးတူတူပဲလာငါနဲ့ရုံးခန်းနဲ့လိုက်ခဲ့ အောင်မြတ်အထင်သူอ่ะ အော်ကျမပါဆရာ တို့လိုက် ဟုတ်ကျမပါဆရာ ကျွန်တော်သူ့ဦးလေးပါဗျာ ဆရာအဖွားကနေမကောင်းလို့လိုက်မလားပါဆရာ ဟုတ်ကဲ့ငါတည်ရထူးစားအောင် ဆရာကမမေကတောက်လိုက်ပို့ပြီးတော့အလုပ်ကိစ္စလေးရှိလို့ဆိုပြီးပြန်သွားပါပြီဗျ ဟုတ်တယ်ဆရာသူ့နေရာလောက်ကိစ္စရှိလို့လည်းပြန်သွားတယ် ဟုတ်ပါပြီကျွန်တော်ပြောချင်တာတော့ဗောနော်အထင်သူတွေအားလုံးဒီ၄ယောက်ကသူတို့ပေါင်းမိနေတယ်တော်ဒီတစ်ခေါက်တည်းနေမဟုတ်ဘူးကျွန်တော်တို့2ခေါက်ရှိသွားပြီပထမတစ်ခေါက်မှာ2ရက်ဆက်တိုက်ကြောင်းပြတ်တယ်ဒီတစ်ခေါက်က3ရက်ဆက်တိုက်တီးကြောင်းပြတ်တယ်
ကျွန်တော်အမိုင်းလိုဖုန်းကိုကျွန်တော်ဆက်သွယ်တယ်ထူးဆန်းအောင်ရဲ့မိဘကတော့ဖုန်းဆက်သွယ်လို့မရအောင်အမိုင်းလိုဆက်သွယ်လို့ရတယ်ပေါ့နော် ဟုတ်ပါတယ်ဆရာကျမတို့ကဈေးတယ်ဆိုတော့ဈေးသွားရောက်နေလို့ပါဆရာရဲ့ဟိုအိမ်တကားတွေကပိတ်ထားတာဈေးမလိမ်ပါလားလေအဖေကဒုက္ခပေးလိုက်တာကဒုက္ခပေးလိုက်မျိုးစုံဒုက္ခပေးနေရ ကျွန်တော်ကအမိုင်းလိုတောင်းရှိရတယ်ကျွန်တော်ခေါ်ပြီးအတိပေးတာပါကျွန်တော်အနေနဲ့ကကျောင်းတစ်ကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်မိဘနဲ့ဆရာတွေကပူးပေါင်းဖို့လိုအပ်တယ် ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့ Rockets လုပ်ချင်တာကတော့အမိုင်းတို့အနေနဲ့ကလေးကျောင်းမလာလာအောင်ဖုန်းဆက်ပြီးတော့ကျွန်တော်တို့မေးစေချင်တယ် ဟုတ်ကဲ့ပါဆရာကျမတို့နောက်ဆိုပို့ပြီးတော့တတိထားပါမယ်ဆရာ မင်းတို့မိဘတွေမတန်းနာအောင်လား တနာပါဗျာ နားပါပြီဆိုဘာလို့အဲ့လိုလုပ်တာလဲဟုတ်ပြီကျွန်တော်ကတော့ဟိုပေါ့နော်ကျွန်တော်တို့တာဝန်ရှိရတဲ့အမိုင်းတို့ခေါ်ပြီးတော့အတိပေးတာပါကျွန်တော်ဘက်ကလည်းပဲအမိုင်းတို့တောင်းဆိုချင်တာရှိပါတယ်ကိုယ့်ရဲ့ကလေးကိုကျောင်းမှာတက်မတက်ကိုလည်းပဲကျွန်တော်ဖုန်းဆက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒီက last one day တော့အားလုံးပဲ ဟုတ်ကဲ့ပါဆရာဟုတ် ကျေးဇူးတော်ရပါပြီရှင်တရအနာဂတ်ခရီးလှဖို့လေနောက်ဆိုလို့ရှင်လည်းကလေးတွေကိုပို့ပြီးကူးဆိုင်ပေးကြပါဟုတ်ကဲ့ပါသမီးတို့ဒီနေ့ဆရာမတို့စာမတင်တော့ဘူး။တားလို့သမီးတို့ပြောလို့ဆရာမတို့ IID College ကနေပြီးတော့ဂိမ်းလေးတစ်ခုစီစဉ်ထားတယ်။အားလေးကတော့ဒီပိတ်လုံးမဲ့ဂိမ်းလေး IT engineering တယောက်မှာရွေးချယ်စရာ career များစွာရှိရတဲ့နေရာမှာအဓိကဆိုရင် web development နဲ့ network engineering group နှစ်ခုရှိရယ်ဒီ group နှစ်ခုကိုဘာကြောင့်ရွေးရလဲဘာလို့လဲဆိုတာကိုဒီနေ့မှာဆရာမတို့အနေနဲ့ debate လုပ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ကြိုက်တဲ့ဘက်မှာကိုရွေးချယ်ထားတဲ့ career ဘက်မှာ group ခွဲပြီးတော့လာပေးကြပါနော်ဆရာမရောဘယ်ဘက်မှာနေမှာလဲကျမကတော့ web developer ဘက်မှာနေမှာအားဆိုဆရာမတော့ဒီ network engineering ဘက်မှာနေမယ်ကဲတားလို့သမီးတို့ဘယ် career ကိုရွေးချယ်ထားလဲကဲဆရာမကျမတစ်ပည့်တော့ရောက်နေပြီနော်ဒီမှာလည်းရောက်နေပြီနော်စင်းတင်ပါပဲမှန်ပါပဲ fighting fighting တိုင်း network engineer ဆိုတာသိလား network engineer ဆိုတာရုံးနဲ့နံမင်းတို့ကနံမရှိတာငါတို့ကရုပ်ထီလို့ရတယ်ဟာထီလို့မရဘူးခဏလားရုပ်ရှိပြီးနာမ်မရှိဘာလို့ရမှာလဲညီလေးဒါပဲတော့တာယိုမင်းတို့ website တွေကလည်း program ကောင်းကောင်းရေးပြီး internet ပေါ်ကနေ run လို့ရတယ် internet ရှိမှအဆင်ပြေမှာ network ရှိမှအဆင်ပြေမှာကွာရှိပြီ website မရှိဘယ်မှာတော့ဒါပဲ website မရှိဘာမှလုံးမရဘူးကြီးရဲ့လက်ဝက်ကြီးအိတ်နေရပါဂျိုးလေးnetwork သမားတွေတော့ကျွန်တော်လာတဲ့စောင့်ဟန်ကောင်းနေ international တွေလည်းတွားလို့ရတယ် network တိုင်း local မှာတွေဆက်ဆက်ဝင်4သိန်းဟုတ်တယ် local လား4သိန်းနောက်ရှိလာ4သိန်းကွာငါတို့နေရာတိုင်းကိုသွားကြမလို့ပြောလိုက်ငါတို့ကဘာပတ်မဲ့ရောက်လေအိမ်မှာအေးစေကလုံးလေးနေပြီးတော့လုံးလုံးရပါရဲ့လုံးလုံးလေးရဆရာမတို့ကပျော်လို့တာအပျော်လို့ဟာတားတော့ငါတို့ကနင်တို့ပျော်လို့အပျော်ဂိမ်းဆော်ပေးတဲ့ဟာတားပြီဒါတော့အတိမှမနေနဲ့ဟုတ်ပြီလားစိတ်ပျော်လို့လုပ်ပေးတဲ့ဟာကိုနော်ဘယ်ဖြစ်လက်ခုပ်ဆိုနှစ်ဖက်တီးမှမြည်တာနော်ဘယ်ဒီလက်ခုပ်တစ်ခုတီးဖို့အတွက်ဘယ်ဘက်လက်ရှိသလိုညာဘက်လက်ရှိမှလည်းရတာဟုတ်ပြီလားနော်အဲ့လိုပဲ web development နဲ့ network engineering ဆိုတာနှစ်ခုပေါင်းစည်းမှအောင်မြင်တာနော်ကျဲဦးဆိုတာလည်းကျမရှိမှဖြစ်မလို့ကျမကလည်းကျဦးရှိမှဖြစ်မှာကဲဟုတ်ပြီသွားကိုနေရာကိုပြန်ထိုင်ကြတော့ဒီနေ့တော့ဒီလောက်ပဲဟုတ်ပြီလား What is web development? Development ဆိုတာဘာလဲလေ Web development ဆိုတာ website တွေကို create လုပ်မယ်ပြီးရင်ရှိပြီးသား website တွေကိုပြင်ပြင်မယ်ပြီးရင် maintain တိုင်းလုပ်မယ်အဲ့ဒါတွေကိုဆိုလိုတာနော်နောက်ပါလို့ရှိရင်တို့မှာ website design ဆွဲတာတွေကို programming use ပြီးတော့ database နဲ့ချိတ်ဆက်ပြီးတော့လည်းတွဲလို့ရတယ်ပြီးရင် internet ပေါ်မှာ website တွေနဲ့ဖန်တီးရေးဆွဲတာတွေကိုလည်းအကုန်လုံးပူးပေါင်းပါဝင်ပြီးလုပ်ဆောင်လို့ရတယ်လို့ပြောတာနော်တို့ထူးဆန်းအောင်ကျော်မင်းခန့်အောင်မြတ်ဆရာ sorry နော်မင်းတို့ဘာလုပ်နေကြလဲဗဒရ၄ယောက်စလုံးထားလေမင်းတို့ဘာလုပ်နေကြလဲလို့ဆရာဓမ္မစာရှင်းနေတယ်ထ
ထူးဆက်အောင်တတိုးမင်းတို့ခိန်းထိုင်စော့ကျော်မင်းခက်အောင်မြတ်အဲ့လိုစကားပြောနေထူးဆက်အောင်လည်းတတိုးမင်းတို့အကြောင်းကိုစလာတာဒါမင်းတို့ဘာပြောလဲမင်းတို့အမေတွေကတယောက်တည်းမင်းတို့ပြုစုပြောထားလို့ကြွေးခဲ့တာဆိုမင်းမေရဲ့ကျေးဇူးကိုစက်ချင်တယ်ဆိုထူးဆက်အောင်မင်းက work from home တောင်လုပ်ပြီးတော့အမေနဲ့မခွဲနိုင်ပါဘူးဆိုဒါလားမင်းတို့စူးစမ်းနေတာဟင်မင်းကမိဘကျေးဇူးကိုမင်းတို့ကဒီနည်းနဲ့ဆက်တာလားဖြေလေဟုတ်ပါအေးမင်းတို့မိဘတွေပြီးလို့ရှိရင်တာဝန်ရှိဆုံးကငါတို့ကြောင်းမယ်မင်းတို့မိဘတွေကငါတို့စိတ်ချယုံကြည်ပြီးတော့ငါတို့ဒီကြောင်းမှာလာအပ်ခဲ့တယ်မင်းတို့မိဘတွေကမင်းတို့ဒီကြောင်းထားဖို့ဒီလိုထားနိုင်ဖို့အစင်ပြေတဲ့မိဘတွေလည်းရှိတယ်အစင်မပြေတဲ့မိဘတွေလည်းရှိတယ်သူတို့မှသူတို့ဘဝကိုခက်ခဲနဲ့စူးစမ်းရုန်းကန်ပြီးတော့မင်းတို့တွေလူတန်းစီနေနိုင်အောင်မင်းတို့တွေသူများတွေနဲ့တငယ်ချင်းတွေကြားထဲမှာမျက်နှာမငယ်ရအောင်မင်းတို့ပြုစုပြောထောင်ပြီးကျွေးမွေးပြီးတော့ဒီလိုနေရာမျိုးရအောင်တွန်းပို့ခဲ့တာလေအဲ့ဒါမင်းတို့เจ้าမှာစူးစမ်းမှာမဟုတ်ဘူးလားဟမ်မင်းတို့စူးစမ်းမှာမဟုတ်ဘူးလားဆောင်းဝဲနီးပြီဒါမင်းတို့စူးစမ်းနေရလားဆရာပြပြကိုခလေးတွေကတောင်းမှချင်လို့လေအားလည်းကျွန်တော်လည်းခေါ်လာလိုက်တာဆရာတောင်းမှရှိတောင်းမှမှာဆရာတောင်းမှစရာမလိုပါဘူးဆရာခွင့်လုပ်ပေးတာပါဒါတို့မိဘတွေကဘလို့အခြေအနေရပြီးတော့ဒါတို့ဒီเจ้าကိုထားတယ်ဆိုတာဒါတို့ကိုယ်တိုင်သိတယ်နော်သိပါဆရာပထမတစ်ခါလဲကြောက်ပြတ်တယ်နောက်တစ်ခါကြောင်းထပ်ပြတ်တယ်အခုစာသင်ချိန်မှာလည်းဒါတို့ကစာကိုစိတ်ဝင်စားပဲနဲ့ဒါတို့ကဂိမ်းကြီးစော့နေမယ်စကားကြီးများနေမယ်ဆိုရင်ဆရာမေးပါဦးမယ်ဒါတို့မိဘတွေမတနာဘူးလားတနာပါရဲ့ဆရာစာရောစိတ်ဝင်စားဘူးလားစိတ်ဝင်စားပါရဲ့ဆရာဟုတ်ပြီဒီခါပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ပဲထားလိုက်တော့နောက်ခါဒီလိုမဖြစ်စေရပါဘူးစာအုပ်စူးစမ်းပါမယ်ပြီးပြီပါနောက်ခါစာအုပ်လုံးဖြစ်စေရပါဘူးဆရာစာအုပ်လည်းစူးစမ်းပါပဲဒါတို့ဆရာပါအပြစ်မှမမြင်ဘူးကဲသွားတော့တောင်းပန်ကြမလို့ပါဘူးငါတပည့်ဟာဆရာကြီးငါတပည့်ကိုခွင့်လို့ပေးတာပါအဲ့လိုပဲငါတပည့်ကို IID college ကြီးကနေပြီးတော့ပညာတတ်ကြီးဖြစ်စေခြင်းနဲ့ဟိုမှာထွန်းတောက်နေတဲ့ဒူးဝင်ကျဲလို့လင်းနဲ့တောက်ပါစေချင်တာပါငါတို့အားလုံးကျမ်းမာချမ်းသာကြပါစေဘေးပြားတွေဝေကြပါစေစိတ်ရှိတိုင်းထုံးနေတောက်ပါနိုင်ကြပါစေရှင်တန်ရာအနာဂတ်ခရီးလှဖို့လေပျော်ရွှင်စွာအတူတူခရီးဆက်မယ်လေယုံကြည်စွာလှမ်းခဲ့တော့ဟေး RI Institute ကဂျူလီရှင်တန်ရာအနာဂတ်ခရီးလှဖို့လေပျော်ရွှင်စွာအတူတူခရီးဆက်မယ်လေယုံကြည်စွာလှမ်းခဲ့တော့ဟေး RI Institute ကဂျူလီ
Online President Professor Raji Mochoa ဘယ်နေပုံပြောကြားပြပါလဲ။ဒီလိုပြောကြားပြပါလဲ။လေးပါးပါပြကြပါလိမ့်ခင်ဗျာ။ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလူငယ်များဘဝအတွက်လေးကောင်းဆုံးပုံဖော်ပေးနေတဲ့ရည်ရွယ်ချက်ကောင်းများနဲ့ RI Institute ကတူဒီညော်လင်းချက်ပန်းတိုင်းရောက်ဖို့လေသူညီဖို့အသက်ရှိနေခေမိပညာဘာသာရေးများနဲ့လေအောင်မြင်မှုတွေရဖို့လေအတူလက်တွဲကကြိုးစားမလေယုံကြည်စွာလမ်းငယ်တော့ဟေး RI Institute ကတူဒီ